နောက်လာမဲ့9နှစ်10နှစ်မှာလူသားတွေအတွက်အလုပ်ဆိုတာတကယ်ရှားတော့မှလား Elon Musk ပေါ့နော်သူ့ရဲ့ AI စက်ရုပ်ဖြစ်သည့် Optimus ကိုအဆင့်မြင့်ခဲ့တယ်ပို့ပြီးတော့ကောင်းအောင်တီထွင်ခဲ့တယ်ပေါ့နော်2024တုန်းက Optimus စက်ရုပ်ကလူသားတွေလိုလှုပ်ရှားနိုင်တယ်လူသားတွေလိုစကားပြောနိုင်တယ်ဆိုပေမဲ့ဒီလောက်အမြန်နှုံးနဲ့မခုန်နိုင်သေးဘူးမကနိုင်သေးဘူးပေါ့နော်2025မှာ Optimus စက်ရုပ်ကဒီဗီဒီယိုမှာပေါ့နော်ဒီဗီဒီယိုအပေါ်မှာပေါ့နော်သူက 1x speed နဲ့ကခဲ့တယ်ပေါ့နော်ဒီအပေါ်မှာပေါ့နော်လူသားတွေလိုမျိုးသူကအမြန်နှုံးနဲ့လှုပ်ရှားနိုင်ပြီပေါ့နော်အဲ့တော့ဒီထက်ပို့ပြီးတော့အသစ်မြင့်မယ်ဒီထက်ပို့ပြီးတော့ပိုကောင်းအောင်တီထွင်ခဲ့မယ်ဆိုရင်တော့လူသားတွေနောက်လာမဲ့9နှစ်10နှစ်မှာအလုပ်အများအများကြီးပြုတ်နိုင်တယ်ပေါ့နော်ပြီးတော့လည်းနောက်လာမဲ့10နှစ်9နှစ်မှာ Optimus ကတပိပြေးနဲ့ဆေးရတပိပြေးနဲ့နှိပ်လာမှာဖြစ်တဲ့အတွက်အိမ်သက်အိမ်ဆိုရင် Optimus စက်ရုပ်တရုပ်ဝင်နိုင်လိမ့်မယ်လို့ Elon Musk ကပြောခဲ့တယ်ပေါ့နော်2025မှာ Optimus စက်ရုပ်ကိုစက်ရုပ်ပေါင်း9000ထိတီထွင်မယ်လို့ပြောခဲ့တယ်ပေါ့နော်အဲအားကြောင့်မလို့နောက်လာမယ့်အနာဂတ်မှာကက်ရှီယာတို့စားတောက်ဆိုင်ဝန်ထမ်းတို့အိမ်ဝေယဝတ်စားလုပ်တဲ့လူတို့ပြီးတော့လည်းဝန်ထမ်းတွေပေါ့နော်အထူးသဖြင့်ဝန်ထမ်းတွေရဲ့အလုပ်တွေတဖြည်းဖြည်းနဲ့ပြုတ်လာမှာလို့တော့ထင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုတဲ့လူတိုင်းဘယ်လိုမြင်လဲဆိုတာကိုလည်း comment မှာမှန်ခဲ့ပေးပါအောင်ရှင်